Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဗောနော်ဒီ Photoshop မှာဗောနော်ဒါမျိုးပုံစံမျိုးလေးတွေဘယ်လိုမျိုးဖန်တီးမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးပါမယ်အရင်ဦးဆုံးကျွန်တော်တို့ကဒီမှာ layer လေးတစ်ချက်ခေါ်ထားလိုက်မယ်ဒါမျိုး layer size အရှိလေးယူထားလိုက်ပါယူထားလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကအရင်ဦးဆုံးကျွန်တော်တို့ဒီမှာ gradient tool လေးဗောနော် keyboard က G ကိုနှိပ်လို့ရှိရင်လည်းသူရဲ့ shortcut key က G ရတယ်ဗောနော်ဟုတ်ပြီဒါမျိုးလေးကျွန်တော်တို့ကဒီမှာ gradient လေးယူလိုက်မယ်ယူပြီးလို့ရှိရင် gradient လေးကိုကျွန်တော်တို့က layer လေးပေါင်းလိုက်မယ်အဲ့မှာကျွန်တော်ဒီမှာ new layer ခေါ်လိုက်မယ်ဒီကောင်လေး control E နဲ့ပေါ့နော် keyboard က control E နဲ့ဒီတစ်ခုကိုကျွန်တော် select ပေးထားမယ်ပေးထားပြီးရင် control E နဲ့ layer ပေါင်းလိုက်မယ်ပေါင်းပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော် filter ထဲမှာရှိတယ်ကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်ဒီမှာ desktop ထဲမှာရှိတယ်ကျွန်တော်တို့ဒီမှာ weight ဆိုတာလေးကိုရွေးလိုက်မယ်ရွေးလိုက်ပြီဆိုရင်တော့ဒါမျိုးလေးကြာလာရင်ဒီမှာငါတို့ကဒီမှာကိုလိုချင်တယ်လို့ဒါမျိုးလေးတွေရွေးလို့ရတယ်ပေါ့နော်ဒီနေရာမှာလည်းဒါကိုလိုချင်တယ်လို့ဒါမျိုး site အသေးကြီးလေးတွေချိန်လို့ရတယ်ပေါ့ဗျာနော်ဒါကတော့ကိုလိုချင်တယ်လို့ဒါမျိုး site လေးတွေချိန်လို့ရမယ်ဟုတ်ပြီဒါကိုလိုချင်တယ်လို့ site လေးတွေချိန်ထားမယ်ချိန်ပြီးကျွန်တော်တို့ဒီမှာ okay ပေးလိုက်မယ်ပေါ့နော် okay ပေးလိုက်ပြီဆိုတော့ဒါမျိုးလေးရလာပြီဒါမျိုးလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီကောင်လေးကိုပဲကျွန်တော်ဒီ filter တွေကိုပဲတစ်ခါထပ်သွားမယ်ကျွန်တော်ဒီမှာ desktop တွေကိုပဲသွားမယ်ပြီးလို့ရှိရင်ဒီမှာ polar ဆိုတာလေးတစ်ချက်လောက်ရွေးပေးလိုက်မယ်ရွေးလိုက်ပြီဆိုရင်တော့ဒါမျိုး effect လေးဖြစ်သွားပြီပေါ့နော်ဒီနေရာမှာနှစ်ခုရှိတယ်ဒီကောင်လေးနဲ့ပေါ့နော်ဒီကောင်လေးပေါ့နော်ကျွန်တော်ဒီဟာလေးကိုရွေးမယ် okay ပေးမယ်ဒီက rectangular polar လေးကိုရွေးမယ်ပေါ့နော် polar လေး rectangular ကိုမရွေးဘူးပေါ့နော်ဒီကောင်လေးကိုဒီဘောက rectangular ဆိုတာလေးကိုရွေးမယ်ရွေးပြီး okay ပေးလိုက်မယ်ဒါမျိုးလေးရလာပြီပေါ့နော်ဒါမျိုးလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်တို့ကဒီမှာ filter ထဲဝယ်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီက desktop ထဲမှာပဲရှိတယ်ပြီးလို့ရှိရင်ဒီမှာ twice ဆိုတာလေးရှိတယ်ဒီကောင်လေးရွေးလိုက်မယ်ဆိုရင်ဒါမျိုးလို့ကိုလိုချင်တယ်လို့ adjust ပြန်လုပ်လို့ရမယ်ဒါမျိုးကောက်လေးတွေပေါ့နော်okay လေးပေးလိုက်မယ်ဒါမျိုးလေးရလာပြီ okay ဒါကျွန်တော်ပြထားတာဒီဘက်က site က site အသေးလေးပေါ့နော်ဒါမျိုး site လေးပြန်သေးရင်လည်းဒီကောင်လေးကိုကျွန်တော်ဒီမှာ keyboard ပေါ်က shift key လေးကိုဖြည့်ပြီးဒါမျိုးလေး switch ကြုံလိုက်ရင်ရလာဒါမျိုး site အသေးကြီးတက်တယ်လို့လုပ်ပေါ့နော်ဒါကတော့ခေါ်ချင်တယ်လို့ view လေးကခေါ်ပြီးတော့ site အသေးကြီးလုပ်ပေါ့နော်ဒီကောင်လေးကတိတ်ပြီးတော့နည်းနည်းကျွန်တော်ဒီကောက်တာနည်းနည်းလေးများတော့ဒါပဲလောက်ဆိုပို့လာနော်ပြီးရင်ဒီကောင်လေးကိုကျွန်တော် color လေးတွေ change မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က layer ဒီဘက်က layer ပေါက်ထဲမှာဒီနေရာလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးရင်ဒီကောင်လေးပေါ့နော် AUE ပေါ့နော်ဒီကောင်လေးတစ်ချက်ဖွင့်လိုက်မယ်ဖွင့်ပြီးရင်ဒီဘက်မှာ color ဆိုတစ်ချက်ရွေးလိုက်မယ်ရွေးပြီးရင်ကျွန်တော်တို့ဒီမှာ color လေးတွေလိုသလိုဒီမှာ adjust လာပြီးတော့ဒါကိုလိုသလိုပေါ့နော် color လေးတွေပြန်လာပြီးချိန်လို့ရပါတယ်ဟုတ်ပြီဒါမျိုး separate ပုံစံမျိုးဒါမျိုး background လေးတွေကိုအားလုံးပဲလောက်တက်လိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်